ဒီနေ့က20ရက်ခုနက2026ပါဒီနေ့ကောင်လည်းမရသေးဘူးတော့ဒါကကိုချစ်ရတယ်ကိုအားပေးရတယ်တင်ရှုံးသွားတော့တင်းဆိုရတဲ့ပေါ့နော်မစီပေါ့ကျွန်တော်ရဲ့ဒေသရဲ့စံပြပုဂ္ဂိုလ်စိတ်မကောင်းဗျာနောက်30မှာသူကစားမလားမသိပေမဲ့ဒါဗျာနာကကြီးလေးကျွန်တော်တွေးချင်တယ်လောရတယ်စိတ်မပါတခုဆုံးရှုံးလိုက်ရတယ်လို့ပဲဖြစ်ပါလေမစီကိုကကျွန်တော်ဘဝအတွက်အကောင်းဆုံးနေ့ကအကောင်းဆုံးတစ်ယောက်ပါပဲဘဝမှာကိုလိုမဖြစ်နိုင်တော့လက်တွေ့ဘဝမှာကိုလိုနီးပါဖြစ်ရတဲ့အများသူငါချစ်ခင်ရတယ်အများသူငါလေးစားရတဲ့သူမိသားစုအတွက်အကိုရတဲ့သူဖြစ်အောင်ကျွန်တော်ကြိုးစားသွားပါမယ်အမြဲတမ်းလေးကျွန်တော်ကကိုယ့်ရဲ့ထာဝရပိဋကတ်ပါပဲ